အားလုံးပဲမင်္ဂလာပါရှင်ကျွန်မမနေ့တုန်းကဒီ poetry စာအုပ်လေးဖတ်တဲ့အခါမှာဒီစာအုပ်လေးထဲမှာဆိုရင်နိုင်ငံတကာပေါင်းစုံကဆရာဆရာမတွေရဲ့အရေးသားလှလှလေးတွေတွေ့ရပါတယ်ယူကရိန်းတို့ဘာလို့လဲပါတယ်ပေါ့နော်အစားရှိသဖြင့်အဲ့ဒီမှာမှကျွန်မထင်မှတ်မထားတဲ့အရာလေးတစ်ခုကကျတော့ကျွန်မတို့မြန်မာလူမျိုးစာရေးဆရာမတယောက်ရဲ့ကြပြလေးလည်းပါလာတော့ကျွန်မအင်မတန်မှနှစ်သက်မိတယ်ပေါ့နော်ခါတိုင်းဆိုရင် reader digest တို့ဘာလို့မှလည်းမြန်မာလူမျိုးတွေအရေးသားလေးတွေ့ရတယ်ဆိုပေမဲ့ဒီ poetry ရဲ့မှာဒီတွေ့ရတော့ကျွန်မတို့ပထမဆုံးပေါ့နော်အဲ့တော့ဒီမှာဆိုရင်ဆီယမရဲ့နာမည်ကမန်ဒီမိုးပွင့်သူဆိုတာဒါကလောင်နာမည်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်လို့ဆီယမရဲ့နာမည်ရင်းလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဆီယမရေးထားတဲ့အကြောင်းအရာလေးကဆိုရင်ဒီမှာဆိုရင် Savage or Thoughts on Reincarnation ပေါ့နော်ဒီကျွန်မတို့ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့ဒီနိဗ္ဗာန်အကြောင်းအရာလေးတွေရေးသားထားတယ်လူသားဆန္ဒနဲ့ပဲကျွန်မတို့ ਨੇ ဒီဘဝတွေထပ်ခါတလဲလဲဖြစ်နေတာမျိုးတွေဒါမျိုးတွေလူချင်းတာဒါမှမဟုတ်ရင်ဒီပြန်လည်မွေးဖွားခြင်းမရှိတော့ဘဲနဲ့နိဗ္ဗာန်ဆိုတာမျိုးပဲရချင်လားဒီခြားထဲမှာရှိတဲ့ဒီကျမတို့ရဲ့စိတ်ကိုပေါ့နော်ဝေခွဲမရတဲ့အကြောင်းအရာလေးတွေကိုဆရာမသူ့ရဲ့စိတ်ထဲမှာရှိတဲ့အကြောင်းအရာလေးနဲ့လည်းပတ်သက်ပြီးတော့ရေးသားထားရပေါ့နော်နိဗ္ဗာန်ဆိုတာရှိရဆိုပေမဲ့တကယ်တန်လူသားတွေကကိုယ်နာမှာရှိတဲ့မိဘဆွေမျိုးအတိုင်းဝိုင်းနေကိုချစ်ခင်တဲ့သူတွေကိုထပ်ခါတလေချစ်ဖို့ရွေးချယ်ကြတယ်။နောင်ဘဝဆိုတာမျိုးရှိရင်လည်းနောင်ဘဝဆိုတာမျိုးသူထပ်ပြီးတော့ချစ်ချင်ကြတယ်။ချစ်ချင်းမြတ်တာကိုရွေးချယ်ကြရပေါ့နော်။ဒါမျိုးတွေနဲ့ပတ်သက်ပြီးတော့ဒီဆရာမရေးသားထားတာတွေ့ရပါတယ်။အဲဒါတော့ကျွန်မအင်မတန်မှလည်းနှစ်သက်မိတယ်။ဒီမှာဆိုရင်ဆရာမရဲ့အကြောင်းအရာလေးရဆိုရင်သူကရန်ကုန်မှာနေရပေါ့နော်။ရန်ကုန်ကနေပြီးတော့ရေးတာမျိုးဖြစ်တယ်။ဒါပေမဲ့လက်ရှိမှာနေထိုင်နေရတော့ US က Wisconsin မှာရှိရပေါ့နော်။ Madison ဆိုတဲ့ဒီမြို့မှာနေထိုင်နေပေါ့နော်။အဲဒီမြို့မှာနေထိုင်နေတဲ့သူလည်းဖြစ်ပါတယ်တဲ့အဲဒါတော့ကျမတို့မြန်မာလူမျိုးတွေအနေနဲ့လည်းဒီအရေးသားလှလှလေးတွေကိုတကယ်ကိုကြည်ညိုရတယ်ဂုဏ်ယူရတယ်ပေါ့နော်အဲဒီအတွက်လည်းပြန်လည်ပြီးတော့ sharing လုပ်ပေးခြင်းဖြစ်ပါတယ်ရှင်ကျေးဇူးများတင်ပါတယ်ရှင်